လာပါခင်ဗျာကြွားရလာကြတော့ကျွန်တော်တို့ကြောင့်ရဲ့ပက်ကရှင်ဆရာဦးမင်းညီညီဝင်းနဲ့ဒီချဲတော်ပြုံးတက်တဲ့ကျော်နာယကဂုံ6ပါးနဲ့ပြည်စုံတော့ကြားအောင်ဆရာမကြီးနေတကွမဟာကွေးရှင်များနဲ့ဖွဲ့စည်းထားတဲ့ချီလော့စွာတော့အကယ်ဖြတ်ဒိုင်လူကြီးများပက်ကရှင်ဆရာဆရာမများနဲ့ဓမောအမှာပညာသင်ကြားနေတော့ညီကိုမောင်မများအားလုံးဘယ်တော့မှရွှေကြပန်းကဲ့သို့ရွှေလဲအေးချမ်းကြပါစေလို့ကျွန်တော်ဥစွာပထမဂါရပြုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကရင်ပြည်နယ်ဖားမြို့မှာရှိနေတဲ့တန်ကလေးများစွာကိုတောက်ပါအောင်ပြုစုပြုထောင်ပေးနေတော့မီဒီယာကိုပါအကြောင်းမှာ Grade 5ကျောင်းသားလေးလောကတခွင်ကိုပညာအလေးထွေးအားမှန်ပြည့်နဲ့ပြန်တမ်းမဲ့ကျွန်တော်စောတက်လို့ဒီဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုရှင်းတိုက်သွားမဲ့ကြောက်ပန်စကားခေါင်းစဉ်လေးကတော့ကျွန်တော်ဤယူတဲ့ချက်ဖြစ်ပါတယ်ခင်ဗျာခေါင်းစဉ်လေးနဲ့အောက်စဉ်လေးနဲ့လမ်းရောညီစင်စွာပြောသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးနောက်ဆုံးပေးကြပါဦးခင်ဗျာလူသားတိုင်းမှာရေမှန်းချက်တစ်ခုစီရှိကြပါတယ်လူသားတယောက်ဖြစ်တဲ့ကျွန်တော်ကလည်းရေမှန်းချက်တစ်ခုရှိပါတယ်အဲ့ဒီရေမှန်းချက်ကတော့ကျွန်တော်ဆရာကိုပြုလုပ်ရဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟာငယ်သေးကလေးကဆရာကိုအလုပ်ကိုဝါဒနာပါပါတယ်ငယ်ငယ်ကဆိုရင်အယုတ်ကလေးနဲ့စေးထိုးတန်းကစားခဲ့ပါတယ်ပြီးတော့ကစားစရာစေးတိရလေးနဲ့လည်းကစားခဲ့မှုပြရတယ်ကျောင်းတဲ့အရွယ်ရောက်တဲ့အခါမှာလည်းဆရာဝန်ကြီးလုပ်မယ်ဆိုပြီးကျောင်းစာများကိုတေချာကြက်မှတ်ခဲ့ပါတယ်ကျွန်တော်ဟာလူသားတွေရဲ့အသက်ကိုကယ်တင်ပေးမဲ့ဆရာဝန်အလုပ်ကိုအလုံးပဲနှစ်သက်ပါတယ်ကျွန်တော်တို့ကျောင်းမှာကျောင်းကျမ်းမာရေးအဖွဲ့တွေလာမယ်ဆိုရင်အလိုပဲဝမ်းသာပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကိုကျမ်းမာရေးစစ်ဆေးပြီးတော့ဆရာဝန်များကိုကြည့်ပြီးအားကြခဲ့ပါတယ်ခင်ဗျာကျွန်တော်အခု Grade 5မှာပညာသင်ကြားလည်းရှိပါတယ်အခြေခံပညာအလယ်တန်းနဲ့အထက်တန်းပညာများကိုလည်းကြိုးစားသွားပါမယ်အခြေခံပညာအထက်တန်းအောင်ရင်ကျွန်တော်ရည်မှန်းထားတဲ့အတိုင်းဆရာဝန်စေတက်ကတူကိုတွားရပြီးတော့ပညာသင်ယူပါမယ်လူသားများအတွက်စေတုတရေးလူလန်းများကိုလည်းအပတ်တကုတ်တင်ယူပါမယ်အဲ့ဒီမှာတစ်စင်းကျွန်တော်ရည်မှန်းထားတဲ့ဆရာဝန်ဘက်ကိုစွန့်ခွန်ရရှိနိုင်မှာပဲဖြစ်ပါလားခင်ဗျာကျွန်တော်ဒါဆရာဝန်ဖြစ်ခဲ့မယ်ဆိုရင်ကျေးလက်တော်ရာများကိုတွားပြီးတော့စေတုတပေးပါမယ်နော်ဆရာဝန်မရှိတဲ့ဒေသတွေမှာအသက်တခြားဆုံးရှုံးရတဲ့ဖြစ်ပျက်မျိုးမဖြစ်ရအောင်ကျွန်တော်တွားရပြီးတော့ကုသပေးပါမယ်ကျမ်းမာရေးဗဟုသုတနားမလည်ကြတဲ့ကျေးလက်နေပြည်သူများအတွက်လည်းကူညီဆောင်ရွက်ပါမယ်စေဝါရိတ်ခါလုံလုံလောက်လောက်နဲ့ကျေးလက်နေပြည်သူများအတွက်လည်းကူညီဆောင်ရွက်ပါမယ်စေတနာတရားထက်သန်စွာနဲ့ငွေကြေးမယူပဲကုသပေးပါမယ်စေတနာစိတ်ခမ်းဟူသောစားပုဒ်ကလေးနဲ့တော်ရနေပြည်သူများအတွက်လည်းကူညီဆောင်ရွက်ပေးပါမယ်အာရောချန်တော်မယ်လာတဲ့ကျမ်းမာခြင်းဒီလက်ကြီးတစ်ပါးဖြစ်တဲ့လို့မြတ်စွာဘုရားကမိန့်ကြားခဲ့ပါတယ်အဲ့ဒါကြောင့်ပြည်သူလူထုများအသက်ရှင်ကအနာမဲ့၍ဘဝအလားပြည့်စုံစေကိုကျမ်းမာရေးနည်းလမ်းများကိုလမ်းပြပေးပါမယ်ပြည်သူအားလုံးကျမ်းမာမှအလောက်တာဝန်များကိုဆောင်ရွက်နိုင်ပါမယ်ပေကူကြီးများရဲ့လက်ညှိုးမှုကိုခံယူပြီးတော့တာဝန်ချင်းပေါ်တဲ့ဆရာဝန်လေးဖြစ်အောင်လုပ်ပါမယ်နောက်တစ်ခေတ်မှာတိုင်းပြည်ရဲ့ခေါင်းဆောင်ကလေးများပြင်မဲ့ရေသွင်းငယ်လေးများကိုလည်းမွေးဖွားပေးပါမယ်စာသင်ကျောင်းများကိုတွားရောက်ပြီးတော့ကျောင်းသားကျောင်းသူများထံကျမ်းမာရေးအတွက်လည်းကူညီဆောင်ရွက်ပေးပါမယ်မဟုတ်ဘူးကသိရှိစေဖို့ဟောပြောပေးပါမယ်အားလုံးကျမ်းမာပျော်ရွှင်စေဖို့လားဟူသောတစ်ချက်အတာအားလုံးကျမ်းမာစေရန်လမ်းပြဆောင်ရွက်ပေးပါမယ်နိုင်ငံတော်တိုးတက်ရေးအတွက်တစ်ဖက်တစ်လမ်းမှာကူညီဆောင်ရွက်ပြီးတော့နိုင်ငံခြားသို့သွားရောက်ပြီးတော့ဗဟုသုတလေ့လာနိုင်ရန်ကြိုးစားသွားပါမယ်
အဲ့ဒီလိုစူးစမ်းခဲ့ရင်ကျွန်တော်တို့ခေတ်မှာနိုင်ငံတော်ဘလောက်တိုးတက်လာမယ်ဆိုတာကိုတော့မပြောနိုင်ပါဘူးအဲ့ဒါကြောင့်နိုင်ငံတိုးတက်ရန်ဝါဒနာစေတနာအလင်းနာဆိုတဲ့စာပုံးနဲ့အညီကျွန်တော်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဆရာဝန်အလုပ်ကိုရရှိရန်ပညာကိုဆက်လက်စူးစမ်းသွားပါမယ်ဟုဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ